ဘဝမှာချစ်တာတစ်ခုတည်းနဲ့မရဘူးအရာမတွင်ဘူးဆိုတာပဲဒါဟာခါတတ်လာပေမဲ့လက်ခံရမယ့်အမှန်တရားတစ်ခုဖြစ်တယ်ခါတတ်ပေမဲ့လက်ခံရမယ့်အမှန်တရားတိတ်ချစ်ပေမဲ့လန့်ခွဲလိုက်ရတဲ့လူမျိုးရှိတယ်နော်အစကမကြုံဘူးတော့ချစ်ရင်တော့ရအောင်ကြိုးစားရမှာပေါ့ဘာလို့လန့်ခွဲရမှာလဲတွေးပူတယ်အခုကြုံဘူးတော့လုံးလုံးနားလေသွားတယ်တကယ်ဆိုရင်အချစ်ပဲလို့တဲ့စကားကဆယ်ကျော်သက်20ကျော်အရွယ်မှာသာအဆင်ပြေလိမ့်မယ်25နောက်ပိုင်းဘဝတစ်ခုကိုအတီးကြစဖို့တွေးပြီးဆိုရင်အခုစကားအသုံးမဝင်မှသိလိမ့်မယ်ဘိုးတို့ဘဝမှာအချစ်တစ်ခုတည်းနဲ့လုံလောက်တာမဟုတ်ဘူးလေအချစ်တဲ့အရေးကြီးတဲ့အရာအများရှိပါသေးတယ်ဥပမာဘဝတိုးတက်ရေးလူမှုရေးစီးပွားရေးအိမ်တွေရေးစသဖြင့်ကိုကယူမတက်တုံနေအောင်ချစ်နေလဲတစ်ဖက်ကချစ်တယ်ဆိုပေမဲ့အပြည့်အဝမချစ်ဘူးသူ့လုပ်ရက်တွေကြောင့်ခဏခဏနာကျင်ရတယ်ဘယ်နှခါပြောဒီပုံစံအတိုင်းတုံရင်းကတုံရင်းပဲညှိယူလို့မရဘူးမရမကအဆင်ပြေအောင်ဆွဲထားလဲနောက်ဆုံးကိုကသာစိတ်တန်ရာရတာပဲအဖက်တင်တယ်တွေ့ဘူးတဲ့လူတစ်ယောက်ဆိုကိုသိချီရတယ်ဒါပေမဲ့သူကိုယ့်အပေါ်ဆက်ဆံပုံတွေသူ့လုပ်ရက်တွေတခုမကြမ်းခေါင်းထဲတန်းစီဝင်လာတာကိုပြန်တွေးကြည့်ရတဲ့ဒီလူကိုသိချစ်ပေမဲ့မဖြစ်မနေလက်လို့ရဖို့အခြေအနေဖြစ်လာတယ်ဆိုတော့လေဘဝမှာချစ်တာတစ်ခုတည်းနဲ့မရဘူးအရာမတွင်ဘူးဆိုတာပဲဒါဟာခါတတ်လာပေမဲ့လက်ခံရမယ့်အမှန်တရားတစ်ခုဖြစ်တယ်